စိတ်ကောင်းလေးကပေးနိုင်တယ်ဖန်တီးပေးနိုင်တယ်အင်ကြီးဝါပိဿညာတဲ့ကဆွေတွေမျိုးတွေကကိုယ်အကောင်းဆုံးဖြစ်အောင်ကိုယ်မလုပ်မပေးနိုင်ပြီပဲဟောဒီစိတ်လေးကလုပ်ပေးနိုင်တယ်လို့သမ္မာပဏိတံစိတ်တံတေယသောနံတတော်ကလေးအမေဖေကပေးတာတဲ့ပိုကောင်းတယ်ပိုကောင်းတဲ့အဆင့်ကိုပေးနိုင်တယ်ဆွေတွေမျိုးတွေကကူညီနိုင်တာတဲ့ပေးတဲ့အရာတဲ့ကိုပို့ပြီးတော့ကောင်းပေးနိုင်တယ်လို့သူဆိုလို့တယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာအကြောင်းကိုခေါ်တာလဲဘာကြောင့်ဒီစကားကိုခေါ်တာလဲဒီကထာလေးရဲ့ဓမ္မရတ္တကိုနားလည်ထားဖို့နော်ရသော်ပြပြောတဲ့စကားဟောကြားတဲ့ဆုံးမတာလေးကိုနားလည်ထားဖို့သမ္မာပဏိဟိတဆိုတဲ့စိတ်ရဲ့တန်ဖိုးကိုမြတ်စွာဘုရားဟောတာနော်